အားလုံးပဲမင်္ဂလာပါခင်ဗျာအစ်တီပေါ်ပါဆိုလို့မြန်မာမီဒီယာသမားတွေကြိုဆိုပါရစေခင်ဗျာအခုလက်ရှိကျွန်တော်ရောက်ရှိနေတာကတော့ကိုညောင်ကုန်းမြို့မှာရှိတဲ့ကစတမာတူအိမ်ကိုရောက်ရှိနေလည်းဖြစ်ပါတယ်ဒီကစတမာတူရဲ့အိမ်ဆိုလို့ရှိရင်ကျွန်တော်အစ်တီပေါ်ပါဆိုလို့မြန်မာနေပြီးတော့လာရောက်ဝေပေးထားတဲ့အင်မာတာအုပ်စုံလေးကိုကျွန်တော်ဒီကစတမာတူရဲ့အိမ်မှာဆိုလို့ရှိရင်အတုံးပြည့်ရဲ့အနေထားမှာအင်မာတာမနိုင်တဲ့လုပ်ပစ္စည်းလေးကိုအသုံးပြုလို့ကျွန်တော်လောင်ထားတဲ့အနေထားလေးမှာဆိုလို့ရှိရင်တော့ကျွန်တော်အင်မာတာလေးကိုအစားထိုးတက်ဆင်ပေးထားပြီးတော့လက်ရှိကစတမာရဲ့အင်မာတာကိုပြင်ဆင်ပြီးတော့လာရောက်တက်ဆင်ပေးတဲ့အနေထားလေးနဲ့မိတ်ဆက်ပြလေးလည်းဖြစ်ပါတယ်ခင်ဗျာဒါတော့အခုလက်ရှိကျွန်တော်ဒီကစတမာတူရဲ့အိမ်မှာကျွန်တော်မီအစားထိုးတက်ဆင်ပေးထားတဲ့အင်မာတာလေးကိုထုတ်ချပြီးတော့ကျွန်တော်ဒီလက်ရှိဒီမှာပထမဝယ်ယူထားတဲ့အင်မာတာလေးကိုပြင်ပြီးတော့လာရောက်တက်ဆင်ပေးထားတဲ့အနေထားလေးလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ထရီ224နဲ့ဆိုလာ950ဝက်လေးချက်နဲ့60ပြီးတုံးပေးထားလေးလည်းဖြစ်ပါတယ်3 kilo hybrid inverter လေးကိုအခုလက်ရှိဒီမှာဆိုလို့ရှိရင်တော့အဓိကအနေနဲ့တုံးပြရဆိုလို့ရှိရင် TV lighting ပန်း5မီးတို့ကိုအဓိကအနေနဲ့တုံးပြလာရောက်တက်ဆင်ပေးထားတဲ့အုပ်စုံလေးလည်းဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျာလူကြီးမျိုးအနေနဲ့တို့ဆိုလာနဲ့ပတ်သက်ပြီးတိကျတဲ့အကြောင်းအရာလေးရှိရဆိုလို့ရှိရင်တော့ကျွန်တော်အစစ်တီပေါ်ပါဆိုလို့မြန်မာရဲ့ပေါ်တော့မှာဖြစ်တဲ့39293916 39432860ကိုချက်တို့ကိုဆက်တဲ့သုံးတဲ့နာမည်မြအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ